ကျွန်တော်ဒီနေ့မှာတော့ iPhone 11နဲ့ပတ်သက်ပြီးတော့ honest review လေးကိုပေးသွားမှာဖြစ်ပါတယ်လက်ရှိချိန်မှာ iPhone 11လေးကိုဒါမိတ်ဆွေတွေအနေနဲ့ဝယ်ပြီးတော့သုံးသင့်သေးလားမသုံးသင့်ဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်တခြားလေးရှင်းပြပေးပါမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ iPhone 11လေးကိုဝယ်မယ်ဆိုလို့ရှိရင်ဒါ10သိန်းဝန်းကျင်ဈေးနဲ့ရပါတယ်လက်ရှိအချိန်မှာဒါ10သိန်းသုံးပြီးတော့မှmodern look ကိုရတဲ့ iPhone တစ်လုံးလိုချင်တယ်ဆိုလို့ရှိရင်တော့11ကိုတော့ဒါပထမဦးစားပေးအနေနဲ့ရွေးချယ်သင့်ပါတယ်ပြီးတော့နောက်တစ်ခုကလက်ရှိချိန်ထိပေါ့နော်ဒီ iPhone 11ဆိုလို့ရှိရင် iOS 18အထိပေါ့ update တွေရတယ်ပြီးတော့သူဈေးတန်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ 10s Max တို့ 10s တို့တဲ့ပေါ့နော် model မျက်နှာဖြစ်တဲ့အတွက်သူကလုံးဝဘယ်လိုပြောမလဲရုံးကကွဲထွက်နေမှာပေါ့နော်ကွဲထွက်နေပြီးတော့နောက်တစ်ခုကသူထွက်ခဲ့တဲ့ model နဲ့ရှင်တယ်ဆိုလို့ရှိရင်လည်းသူက battery အနေနဲ့ဆိုလို့ရှိရင်တော်တော်လေးကောင်းတဲ့အနေအထားမျိုးနဲ့ကျန်နေသေးတယ်ပြီးတော့design နဲ့ပတ်သက်ပြီးတော့ကလည်းဘာမှပြောစရာမလိုဘူးပေါ့နော်ကျွန်တော်ခုနပြောသလိုပဲပြီးတော့အဲ့ဒီအတွက်ကြောင့်ဒီအဓိက price to performance ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လက်ရှိဆိုင်မှာဆိုလို့ရှိရင်လည်းဒါ iPhone 11ကရောင်းအားကောင်းတဲ့အနေအထားမျိုးမှာရှိသေးတယ်အဲ့ဆိုတော့ကျွန်တော်အနေနဲ့အကြံပေးချင်တာတော့မိတ်ဆွေအနေနဲ့ပေါ့အခုမှ iPhone ကိုစာသုံးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖုန်းဝယ်ဖို့အတွက်10သိန်းဝန်းကျင်လောက်ပဲမှန်းထားတယ်ဆိုလို့ရှိရင်iPhone 11လေးကဒါမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုပဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့အကြံပေးရမှာပေါ့နော်တစ်ဖက်မှာတော့ဒါသူ့ရဲ့ weakness ပေါ့အားနည်းချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့သူက LCD ဖြစ်တဲ့အတွက်တချို့သူတွေမကြိုက်ကြတဲ့ဟာမျိုးရှိတာပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လည်း OLED နဲ့ LCD ရှင်လို့ရှိရင်တော့ဒါ LCD ကို OLED လောက်မကြိုက်ပါဘူးပေါ့နော်ဒါကျွန်တော်ယူသားစွာနဲ့ပြောတော့ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီ iPhone 11ကထွက်ခဲ့တာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ2019 September ပေါ့နော်အဲ့လောက်တည်းကထွက်ခဲ့တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့သူ့ရဲ့တက်တန်9နှစ်ကျော်ကျော်လောက်ရှိပြီလက်ရှိအချိန်မှာတော့ကျွန်တော်တို့ဒီဈေးကွက်ထဲမှာရှိတဲ့ iPhone 11တွေအားလုံးက battery အနည်းဆုံးတစ်ချိန်လောက်တော့လဲပြီးသားတွေဖြစ်တယ်ပေါ့နော်မိတ်ဆွေအနေနဲ့ဒါ iPhone 11ဝင်တော့ဒီအချက်လေးကိုတော့ဒါမဖြစ်မနေသိသားနေတာပေါ့နော်ဒါပေမဲ့ကောင်းတဲ့အချက်တစ်ခုကအရေးသွေးကောင်းတဲ့ battery ကိုပြန်လဲထားမယ် original battery ကိုလဲထားမယ်ဆိုလို့ရှိရင်တော့ဒါမိတ်ဆွေအနေနဲ့ဒီ iPhone အသစ်အတိုင်းပေါ့နော်အဲ့တိုင်း original quality ကိုရရှိမှာပဲဖြစ်ပါတယ်ပေါ့နော်ပြီးတော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒီ iPhone 11 model ကလည်း Rafa ပိုးတဲ့မှာပါတယ်ပါတဲ့ခါကျတော့ဒါမိတ်ဆွေအနေနဲ့ဒီလိုဝယ်ရဆိုလို့ရှိရင်ဒီဟာ Rafa လား original second လားဆိုတဲ့ဟာလေးကိုတေချာ milligram ဆက်ဆေးပြီးတော့ဝယ်ရမှာပေါ့နော်ပြီးတော့ကျွန်တော်တို့macro ကတော့ macro mobile ကတော့ကျွန်တော်တို့ original second သီးသန့်ကိုပဲရောင်းပေးပါတယ်ပြီးတော့မိတ်ဆွေအနေနဲ့တကယ်လို့သိချင်တာရှိရဆိုလို့ရှိရင်လည်း comment မှာဖြစ်ဖြစ်မေးသွားပေးပါကျွန်တော်တက်နိုင်ဆုံးပြန်ပြီးတော့ဖြေပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်